လမ်းကျင်းထဲမှာကားပါကင်နေရကျင်းကနေထွက်တဲ့အခါကားကောင်းပိုင်းပိတ်မိသွားတတ်ပါတယ်ပိတ်မိသွားရင်အတွေ့အကြုံနေတဲ့ driver တွေကစတီယာရင်ကိုအခြားတစ်ဖက်လှည့်ပြီးနောက်ဆုတ်လေးရှိကြပါတယ်ဒါဟာရှိမှနေရလွတ်ရစေပေမဲ့အခြားပြဿနာတွေဖြစ်လာစေပါတယ်ကားကိုအပြင်ထုတ်တဲ့အခါသင်ကားရဲ့ညာဘက်ချမ်းကဘေးကားနဲ့ပိုနီးကပ်သွားပါလိမ့်မယ်နည်းနည်းလေးမှလိုက်တာနဲ့ဘေးကားကိုပုံမိသွားနိုင်ပါတယ်ဒီလိုအခြေအနေမှာကားကိုဘေးကင်းကင်းနဲ့အဆင်ပြေပြေဘလို့ထွက်မလဲလမ်းကျင်းထဲကထွက်စဉ်ပိတ်မိနေရဆိုရင်ပထမဆုံးစကီယာရင်ကိုတက်တက်ထားပြီးနောက်ဘက်နေရာလွတ်ထဲသို့တက်တက်ပဲပြန်ဆုပ်ပါနောက်ဆုပ်ပြီးသွားရင်စကီယာရင်ကိုဘယ်ဘက်အကုန်ကွေးလိုက်ပါအရှိကိုနည်းနည်းတိုးပြီးစကီယာရင်ကိုပြန်တက်လိုက်ပါဘယ်ဘက်ကိုရွှေ့ပေးခြင်းအဖြစ်ကားနဲ့ဘေးကအတားအဆီးကြားနေရာလွတ်ကိုရလာမှာဖြစ်ပါတယ်တစ်ချိန်နဲ့မလွတ်သေးဘူးလို့ထင်ရင်ခုနကအတိုင်းပြန်လုပ်ပါကားကိုအနောက်ဆုပ်ဘယ်ဘက်အကုန်ကွေ့အရှိကိုနည်းနည်းတိုးပါပြီးရင်စကီယာရင်တဲလိုက်ပါတွေ့တဲ့အတိုင်းပါပဲဒီလိုရွေးလိုက်တာနဲ့ကားကောင်းပိုင်းဟာဘေးကအတားအဆီးနဲ့ပိုပြီးဝေးသွားပါလိမ့်မယ်လမ်းသို့မဟုတ်ပါကင်နေရာကအလွန်ကျဉ်းနေတယ်ဆိုရင်ဒီလိုရွေးတဲ့နီးလန်းကိုနောက်ထပ်အကြိမ်နည်းငယ်ထပ်မံပြုလုပ်ပေးပါ